အာရမဏပစ္စည်းရောတိရူပယရဏစကုဝိညာဏတံဓာတုယတံတမျိုးတကနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းရောတရယရဏသောတဝိညာဏဓာတုယတံတမျိုးတကနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းရောကဏယရဏကဏဝိညာဏဓာတုယတံတမျိုးတကနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းရောရတယရဏဇေဝဝိညာဏဓာတုယတံတမျိုးတကနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းရောဖောရဘယရဏကာယဝိညာဏဓာတုယတံတမျိုးတကနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းရောရူပယရဏတတ္တယရဏကဏယရဏရတယရဏဖုဒ္ဓဘာယရဏမနောဓာတုယတံတမျိုးတကနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းရောတဗ္ဗေဓမ္မမနောဝိညာဏဓာတုယတံတမျိုးတကနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းရောယံယံဓမ္မအာရမယီယီဓမ္မဥပ္ပဇ္ဇံစိတ္တစေတိကဓမ္မတိတိဓမ္မတိတံဓမ္မနံအနန္တရအာရမဏပစ္စည်းနာပစ္စည်းရောအဓိပတိပစ္စည်းရောတိသန္နာအဓိပတိသန္နာတမျိုးတကနံဓမ္မနံတံသမုဒ္ဒနိစ္စရူပနံအဓိပတိပစ္စည်းနာပစ္စည်းရောဝိရိယအဓိပတိဝိရိယတမျိုးတကနံဓမ္မနံတံသမုဒ္ဒနိစ္စရူပနံအဓိပတိပစ္စည်းနာပစ္စည်းရောစိတ်ဓာအဓိပတိစိတ်ဓာတမျိုးတကနံဓမ္မနံတံသမုဒ္ဒနိစ္စရူပနံအဓိပတိပစ္စည်းနာပစ္စည်းရောဝိမန္နာအဓိပတိဝိမန္နာတမျိုးတကနံဓမ္မနံတံသမုဒ္ဒနိစ္စရူပနံအဓိပတိပစ္စည်းနာပစ္စည်းရောယံယံဓမ္မံကရုံကတ္တဝါယီယီဓမ္မဥပ္ပဇ္ဇံစိတ္တစေတိကဓမ္မတိတိဓမ္မတိတံဓမ္မနံအနန္အဓိပတိပစ္စည်းနာပစ္စည်းရောဒီဇာတ်လေးတွေက Facebook ပေါ်ကခန္ဓာ၅ပါးတူးဆိုတဲ့အကောင့်အရင်သူဖန်တီးထားတဲ့ဇာတ်လေးတွေပါပဲအဲ့တော့ဟေတုပစ္စည်းရောတော့အတူတူပါပဲအာရမဏပစ္စည်းရောမှာကြတော့ဒီအဝါရောင်လေးတွေကအမြဲတမ်းပါနေတဲ့ဟာလေးတွေပေါ့နော်အဲ့အဝါရောင်လေးတွေနဲ့ဒီဘက်ရူပယရဏစရှိသဖြင့်တွဲပြီးဆိုလို့ရှိရင်အာရမဏပစ္စည်းကဒါလွယ်လွယ်လေးနဲ့ရသွားမယ်ဒီပတိပစ္စည်းလွယ်လွယ်လေးနဲ့ရမယ်အဲ့လိုလေးကြက်သွားမယ်ဆိုလို့ရှိရင်24ပစ္စည်းအကျယ်ကအဲ့လိုမျိုးနည်းနဲ့ရသွားမယ်နော်ဥမာရူပယရဏစက္ကုဝိညာဏဓာတုရာဆိုရင်ဒါဘဝတဒန်းပြီးသွားပြီပြီးလို့ရှိရင်တန်သမုဒ္ဒနိစ္စဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းဆိုအဝါရောင်လေးကိုဆက်စုပါမယ်အဲ့လိုပဲတတ္တယရဏကဏယရဏရတယရဏဖုဒ္ဓဘာယရဏနောက်ရူပယရဏတတ္တယရဏကဏယရဏရတယအာယု၅ပါးပေါင်းပြီးတော့အဲ့လိုမျိုးသွားမယ်ဖြစ်တပိဓမ္မမနောဝိညာဏဓာတုရာဆိုပြီးတော့အဲ့လိုမျိုးသွားမယ်နော်အဲ့ဒီနည်းနဲ့ကျက်သွားတာဒီခုနဲ့လည်းဒီလိုပဲဓိပတိပစ္စည်းရောလည်းအဲ့လိုပဲသန္နာဓိပတိဝိရိယဓိပတိနော်စိတ်ဓာဓိပတိဝိမန္နာဓိပတိဆိုတော့တံမျိုးတကဓမ္မနံနဲ့အမြဲတမ်းပါနေဟာလေးအဲ့လိုမျိုးကြက်သွားရှင်မှတ်ရလဲမှတ်မိရလွယ်တယ်ရလဲရလွယ်တယ်ပေါ့နော်ဒါဆိုရင်အာရမဏပစ္စည်းအဓိပတိပစ္စည်းဟေတုပစ္စည်းတော့တူပါတယ်ပြီးသွားလိမ့်မယ်နော်